ပါတယ်နော်ရန်ကိုကောင်းပါတယ်နော်ချစ်စမ်းပါနော်အချင်းနဲ့ဒီမှာကတော့အန်တီရဲ့ဒီဖန်လေးကိုကျွန်တော်တို့ကြည့်တော့မှာဖြစ်ပါတယ်နော်ချစ်စမ်းပါအောင်နော်ချစ်စမ်းပါအောင်နော်ချက်ခေါ်တာတော့ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကာတွန်းကားရဲ့ဘယ်လိုဖန်တီးလဲဘယ်လိုတန်စီတွေထည့်လဲဆိုတော့အခုကျွန်တော်တို့ကြည့်ရှုတော့မှာဖြစ်ပါတယ်နော် let's go ချစ်စမ်းပါနော်ကာတွန်းရဲ့တန်စီအရာပေါ့နော်သူကလုပ်ပေးတာနော်ချစ်စမ်းနော်တော်လိုက်တာနော်ဒီကမလေးနော်အဲ့တော့ရိုက်တယ်ငါမြတာဂီတာတီးတာအော်တာရေငုံတာရေစုပ်တာဒါမျိုးပေါ့နော်သူတို့အကောလုံးပေါ့နော်အဲ့တော့လောက်တာနော်အရန်ကိုသူတို့ကတက်တော်တယ်နော်ဒီတော့ပဲနော်ဒီပေါ့နော်ကာတန်ကားရဖန်တီးတယ်ဆိုတော့တန်စင်ဒီကိုသူတို့ထေးတာဖြစ်ပါတယ်နော်ရန်ကိုကောင်းပါတယ်နော်ချစ်စမ်းပါနော်